ဟုတ်ဒါအခုအတွေ့အကြုံလေးပေါ့လောက်စမ်းပါအောင်အဲ့ကိုဒါကိုသဘာဝမှာတည်းကသဘာဝတော့မှာပဲဟိုတင်နော်တဘာကိုထုတ်ပါတယ်နော်ဟိုတင်ပေါ့ဘယ်လောက်ဘယ်နေသားလောက်မှာဖြစ်ပါသူဘာလို့သဘာဝမှာသုံးတဲ့အချိန်ကတဘာမှာသုံးတဲ့အချိန်တော့နောက်ကျသွားလားမလို့လာရရရောဆက်သွယ်မဲ့အချိန်ကြီးကြာနောက်ကျတယ်ဒီနောက်ကျတော့ဘယ်အချိန်လောက်ဝါကြလဲဆိုတော့လုံးသစ်တဲ့အချိန်ဝါကြတယ်လုံးသစ်တဲ့အချိန်ဝါကြတော့ပလဲလုံးလုံးမကျွေးတော့ဘူးဒီဝင်းကလုံးလုံးပလဲလှုပ်လိုက်တာပထမ21 24တစ်ဆက်ကျွေးတာလေကျွေးလဲပြီးလဲကွာအဲ့လာတူအောင်အိတ်ပေါ့လာတူအိတ်ကိုတကြိုးတစ်လုံးကိုတကြိုးတစ်လုံးမကပါဘူးကျွန်တော်နည်းနည်းတော့ကြော်တာပေါ့လို့ပိုးတဲ့ရပိုးတယ်အဲ့ဒါပတ်ချလိုက်တယ်မှာဒီယူပြန်ငုတ်ကလောက်မရအောင်အဲ့လောက်ယူပြန်ငုတ်တန်းသွားတာလုံးလုံးမလဲမကျွေးတော့ဘူးဘယ်နေကတော့ပတ်ချလိုက်ဒီလေးကလုံးပတ်ချပလိုက်တာဘယ်လောက်တော့ပါဟုတ်လားလူကခုလေးကို90လောက်သွားကြတယ်ခြေက90လောက်သွားကြတယ်ကရင်မတွေ90လောက်သွားကြအဲ့ဒါမှခုနေ့စဘာ900ကျော်သွားတယ်ဟိုကျွန်တော်တို့ပေးဆိုင်နေဟိုဘက်ကအကိုတွေရောသူစဘာထွက်ပါပြောတယ်လူကလည်းထွက်တယ်ဟိုကိုသူတေက3သလားကြီးတေကနဲ့3သလားကြီးရတယ်ဟုတ်လား2သလားကို3သလားမပြည့်တပြီဟုတ်လား2သလားကိုဘယ်လောက်လဲမသိဘူး2သလားကို39နှစ်ရှိတင်ထွက်တယ်ဟုတ်လားသူကပိုးထွက်တယ်2သလားတလားပေးရိတ်လိုက်ရတယ်3သလားမပြည့်တယ်သူက3သလားမပြည့်တယ်ပြီး2သလားတော့ကျော်တယ်ဟုတ်လားသူက69အေးပေါ့90တပတ်တော့သွားမှာပဲအဲ့ဒါကျွန်တော်တို့ဆက်နေပဲရိတ်တော့ဟုတ်လားအခုကဒါမျိုးလေးတွေကြတော့အခုကဒါမျိုးလေးတွေကြတော့အခုသူကမနစ်ကဆိုအဲ့ဒါမျိုးကိုပြင်ချသေးတာဒီအသေးတော့ဟိုကိုပြောတာပဲအစောစောဒီခွက်ဒီခွက်ဒါတချိုးတော့ရှင်နော်တချိုးတော့ကိုဒါကူနေအမလဲတက်တာတော်တော်လေးတက်တာခုနမလေးခံတယ်ကိုကမလေးခံလဲတော့တကြိုးရိုးပြဲထဲမှာပတ်လို့ထဲရေးဆိုလို့ချင်းတကြိုးဆိုကောင်းတာပေါ့သူလှည့်တာပေါ့ရိုးပြဲဆိုတော့ဟိုကရမ်းတဲ့ပိုင်းတစ်ခုခုလေးဆိုအသိမပြေဘူးလေတေနှိမ့်လောက်ဝကြဒီခွက်ကိုပဲမှာပက်တာပဲမှာပဲ19အေးကြာဟိုက်တူလုံး19ကိုမြင်မနေ့ခရိုင်းနေဟိုပဲတေပြောင်းမှုနဲ့နှုံးနဲ့ကိုနှုံးနဲ့ကိုနစ်ကခုနရာသီဥတုကြောင်းတော့ဒီအပင်ကအထိုင်တာပဲရှိတယ်ထိုင်တာပဲရှိတယ်အသေးပြောက်ကမနစ်ကတည်းလာသွားအဲ့ဒါထိုင်နေဆိုမဲ့တော့ကိုဒါအားသေးကိုကတော့ပြောမကြည့်ရသေးဘူးမဝင်ရရင်တော့ဒီခွက်ကမသေးဘူးသက်တာလေဟိုခွင်တော့ဟိုခွက်ကဟိုကဘာလဲခွက်ကသေးတာသူတို့ကလုံးလုံးထဲတာသူတို့နေတယ်သူတို့ကနေတယ်သူကတကြိုးဟိုခွက်ဆိုလို့ချင်းနှလုံးပြည့်တယ်ဟုတ်ဘယ်လောက်လောက်ရှိလဲ2ကြိုးခွက်ရှိ2ကြိုးခွက်2ကြိုးခွက်လောက်နေပါနေပါဒီခွက်ကကျွန်တော်ကိုကကိုအလို့သမားကိုပတ်ခိုင်းလိုက်ဘူးပေါ့ကိုကကိုစိတ်ကြိုက်ပဲသေးလို့အလို့သမားပတ်တာနဲ့ကိုပတ်တာနဲ့အဲ့လိုပါလားဟိုကကိုဆိုလို့ချင်းကိုကကျွန်တော်ပတ်တယ်ကျွန်တော်ပိုင်ဓာရဲကျွန်တော်ပိုင်အဲ့ရသူကြအပြည့်ပဲအဲ့ကွာအပြည့်အဲ့လုံးဝဝကြတယ်ဟုတ်လားအဲ့တော့အသေးပြောက်ကောအဲ့လုံးမကြည့်ရမှာဒူကြီးကျွန်တော်ပတ်တဲ့တိုင်းဒူကြီးအဲ့လက်ကွက်ကအဲ့တလုံးကလောက်သွားရတယ်ဒူကအတိကြတယ်တော့ဘေးမှာသုံးထားတဲ့လူတွေကတော့အကိုပါလေဟိုကရောက်ပါလားအဲ့ဝင်းဆိုလို့ချင်းဒါမွေဟောင်းဆိုလို့ချင်းဘိုးသေးဘိုးကောင်းနေပြီဒီကောင်ကြီးရာသီဥတုခုနေ့ရာသီဥတုဒီမွေဟောင်းနဲ့ဘလို့မှသိမပြေဘူးသူကဘာမှသုံးတာလဲပဲမှသုံးတာလဲစဘာမှ